နေနေ့မှာဒီရရာကိုလုပ်ပါမနက်ဖြန်စနေနေ့ဖြစ်ပါတယ်စနေနေ့အတွက်ကျွန်တော်တို့စနေသားသမီးတွေ9နာရီနဲ့10ခွဲကြားမှာပြုလုပ်ရမယ့်ရရာလေးကိုကျွန်တော်တင်ဆက်ပေးပါမယ်အဲ့တော့အချိန်ကိုပြန်ပြောပါမယ်9နာရီနဲ့10ခွဲကြားပါကျွန်တော်တို့မိတ်ရရာလှူမှာဖြစ်ပါတယ်စနေရဲ့မိတ်ကတော်ရင်ဒန်းလှဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရွက်လှ18ရွက်ကိုယူပါမယ်အညွန့်ကိုယူမယ်ဆိုရင်တော့4ညွန့်ယူပါအရွက်ကိုယူမယ်ဆိုရင်တော့18ရွက်ယူပါအညွန့်ဆိုရင်4ညွန့်ယူပါအရွက်ဆိုရင်18ရွက်ယူပါအဲ့ဒါကိုကျွန်တော်တို့ခုနကတော့9နာရီနဲ့10ခွဲကြားမှာမိမိအိမ်ကဖျားမှာတော့၎င်းဂျိုး8ခွင်ကမွေးနံတောက်စနေတောက်မှာတော့၎င်းတွားပြီးတော့လှူဒန်းပါခင်ဗျာအဲ့ဒီအရာလှူဒန်းပြီးပြီဆိုရင်တော့နှစ်တစ်ကနေစပြီးတော့ကံကောင်းခြင်းတွေတိုးတက်မှုတွေအများကြီးပဲပြောင်းလဲဖြစ်ပေါ်လာပါလိမ့်မယ်ခင်ဗျာကိုလှုပ်ဆောင်တဲ့လုပ်ငန်းလေးတွေမှာရှော့ရှူဖြစ်တဲ့အရာလေးတွေတိုက်ဆိုင်လာမယ်အခက်အခဲလေးတွေပြေလည်မယ်ငွေချင်းနဲ့ပတ်သက်တဲ့အရာလေးတွေကံကောင်းလာပါမယ်ခင်ဗျာအဲ့တော့ဒီရရာကိုယုံကြည်လို့ပါအားလုံးအဆင်ပြေကြပါစေခင်ဗျာနောက်ထပ်သိကျင်တဲ့အရာတွေရှိလို့ရှိရင်လည်းကျွန်တော်ရဲ့ comment အောက်မှာမှန်းခဲ့လို့ရပါတယ်